အားလုံးပဲမင်္ဂလာပါကျွန်တော် PP channel ကနေအားလုံးကိုနူးပြီးထွေးဆော်ပြင်လည်းကြိုဆိုလိုက်ပါခင်ဗျာဒီမှာကျွန်တော်ပရာရောကအကြောင်းဖြစ်မှန်တွေကိုစုစည်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆက်လိုက်ရအောင်ဒီဗီဒီယိုကတော့လွန်ခဲ့တဲ့စနေကမတော်တဆတစ်ခုဖြစ်သွားပြီးလူမျိုးအများတည်ဆုံမှုတစ်ခုဖြစ်ပေါ်သွားပါတယ်အဲ့ဒီဆေးရုံမှာတရေရန်ချောက်တယ်လို့ဒေတာခန်တွေပြောဆိုနေကြလို့တရေတွေမှာလိုက်ရှာတဲ့ဖွဲ့တစ်ခုကလောက်မှာတွဲရလိလာမှုတစ်ခုလုပ်ခဲ့ပါတယ်သူတို့တွေ့လိုက်တာတော့တော်တော်လေးကိုမှထိတ်လန့်စရာပါ喂下班这kaget mah mukanya hancur mah roda didorong cok woiဒီနေ့မှာမော်စကိုတွေ့ရတဲ့ကောင်မလေးဟုတ်ပါတယ်ဒီကောင်မလေးကတော့ဒီနေ့မော်စကိုတွေ့ရပါသူမကိုယ်တိုင်ပြောသွားတာပါမမေတရာတခုကသူမကိုပေါ်နေမော်စကိုတွေ့နေတယ်လို့ပြောပါတယ်သူမအနေနဲ့ဘာမှပြန်ရုံးနေတာမရှိပါဘူးဆိုပါတယ်လူချင်းမလို့ရောတော့လို့ထင်မှတ်တယ်